ချိန်မှာမြန်မာနိုင်ငံမှာလွှင့်နေတဲ့ radio channel တွေကိုကျွန်တော်တို့ Android ဖုန်းထဲမှာနားထောင်နေတဲ့လူတွေရှိလားဗျရှိလို့ရှိရင်ဒီဗီဒီယိုလေးကတင်တို့တကယ်ပဲအထောက်အကူဖြစ်နေမှာပါဒါတွေကိုနားထောင်ဖို့အတွက်ကျွန်တော်တို့ application တွေပါမလိုပါဘူး website တစ်ခုမှာပဲအလွယ်တကူသွားပြီးတော့နားထောင်လို့ရပါတယ်ပြီးတော့ဒီ website မှာကမြန်မာနိုင်ငံမှာရှိတဲ့ radio channel တွေမကဘူးကျွန်တော်တို့နိုင်ငံတကာမှာရှိတဲ့ဘယ်နိုင်ငံရဲ့မှာ radio channel ကိုမဆိုဖမ်းပြီးတော့နားထောင်နိုင်တာပဲဖြစ်ပါတယ် okay အဲ့ဒါဆိုလို့ရှိရင်ဘာ channel လေးလဲဆိုတာကျွန်တော်တစ်ချက်ပြောပြမယ်အရင်ဆုံးအသုံးပြုဖို့အတွက်ဖုန်းထဲမှာရှိတဲ့ browser တစ်ခုကိုသွားလိုက်ပါပြီးလို့ရှိရင် Radio Garden ဆိုတဲ့ website လေးကိုရိုက်ချလိုက်ပါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Radio Garden ဆိုပြီးတော့အစိမ်းရောင် logo လေးနဲ့ website တစ်ခုကထိပ်ဆုံးမှာပေါ်နေပါလိမ့်မယ်ကျွန်တော် Radio Garden ဆိုတဲ့ channel လေးကိုရောက်သွားပါပြီအဲ့နေရာမှာကျွန်တော်တို့ press play to start Radio Garden ဆိုပြီးတော့ပါပါတယ်အဲ့ဒါကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီကမ္ဘာမြေပုံကြီးတစ်ခုကိုအရင်ဆုံးမြင်ရမယ်ပေါ့နော်အဲ့ကမ္ဘာမြေပုံကြီးထဲမှာကိုနားထောင်ခြင်းတဲ့ radio channel ရှိတဲ့နိုင်ငံကိုအလဲကောင်းအဝိုင်းလေးနဲ့ချိန်လိုက်မယ်ချိန်လိုက်လို့ရှိရင်ကျွန်တော်တို့ radio channel တွေစပြီးတော့ပေါ်လာပြီးပဲဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့နားထောင်ကြည့်လို့ရှိရင်ဒီမှာ Cherry FM ရှိရယ် Premier FM ရှိရယ် Star FM ရှိရယ်ဒါကတော့ကျွန်တော်ရန်ကုန်ကိုရှာထားလို့အပေါ်မှာ Manly ကိုထပ်ချိန်လိုက်လို့ရှိရင်လည်း Manly FM တို့ဘာလို့လိုမျိုး channel တွေအများကြီးထပ်ပြီးတော့ကြာလာလိမ့်မယ်နားထောင်ကြည့်တဲ့ channel ကိုတစ်ချက်ထောက်ပြီးတော့ကျွန်တော်တို့နားထောင်ရုံနားထောင်ကြည့်လည်းရက်လိုက်လို့ရတယ်အဲ့တော့ဒါကတော့အလွယ်တကူနားထောင်လို့ရမယ်နီလန်လေးတစ်ခုကိုကျွန်တော်က share လိုက်တာပဲဖြစ်ပါတယ်ငယ်ဘဝမှာ radio channel တွေနဲ့ကြီးပြင်းခဲ့တဲ့သူတွေရှိရင်လည်းအမှတ်တရလေးတွေကို comment ထဲမှာရေးသွားပေးလို့ရပါတယ်တကယ်လို့ဒီဗီဒီယိုလေးကအထောက်အကူဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးသွားလို့ရပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့တာပေါ့ကျွန်တော်ကတော့ဟိတ်ပါ